Okay ဒီသချင်းနားထောင်ပြီးညီကိုရရှိလားဖွင့်ပြမယ်ဒုက္ခနေလားရှုံးရတယ်ဒုက္ခတွေ့ခိုင်းဒုက္ခနေလိုက်ပါဒုက္ခနေလိုက်ဒုက္ခနေလိုက်ဒုက္ခနေဆိုတော့ဒီသချင်းတီးခဲ့တဲ့ project file လေးကိုကျွန်တော်ဖွင့်ပြခြင်းနဲ့လိုက်ကြည့်ပါကိုလုံးစဆုံးကိုယ့်ကိုလှုပ်ထားတယ်စတူဒီယိုကတော့ UK စတူဒီယိုကိုကျော်အတန်ဖမ်းပြီးတော့အတန်ချိန်ပေးတာပါတယ်ဆိုတော့ဒီလောက်ပါပဲ